အဲ့ခန်းစည်းတွေလိန်စည်းတွေသုံးပြီးနောက်မှာတော့တိတ်ပြီးတော့အဖမ်းဖြစ်ဘူးနောက်ပြီးတော့စိတ်လည်းတိတ်ပြီးတော့ထင်သားလောက်ရလာမရလာတဲ့အတွက်ကြောင့်စိတ်မပျော်ဘူးပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်လည်းသပင်ဆိုင်ဖို့အတွက်ကိုပို့ပြီးတော့အားတန်လာတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ကျော်သားအောင်ပါလက်ရှိကတော့ကျွန်တော်မင်္ဂလာတုံမြို့နယ်ဘက်မှာနေပါတယ်တလောကတော့နိုင်ငံခြားသွားဖို့အတွက်စီစဉ်နေပြီးတော့နိုင်ငံခြားမှာကျောင်းတက်ဖို့အတွက်လုပ်နေတဲ့သူတယောက်ကျွန်တော်ကသပင်နဲ့ပတ်သက်ပြီးတော့လွန်ခဲ့တဲ့2020ဝန်းကျင်လောက်ကပေါ့ဗျာအဲ့20ဝန်းကျင်လောက်ကနေစပြီးတော့သပင်ကဖြည်းဖြည်းနဲ့ကျော်လာတယ်ကျွန်တော်ခေါင်းတွေပါလျှော်တဲ့အချိန်ကြာရင်ပေါ့သပင်ကအဲ့လိုအပင်20လေအပင်10လောက်30လောက်အဲ့ဝန်းကျင်လောက်ထိစပြီးတော့ကျော်လာတယ်ပေါ့အဲ့နောက်ကျွန်တော်လည်းစိတ်ထဲနည်းနည်းလေးစိတ်မကျဉ်းတတ်တာလေးဖြစ်လက်ဖြစ်ပေါ့အဲ့ line ပေါ်ကရောင်းနေတဲ့သပင်ဖြန်းစည်းလိန်စည်းတွေကိုစပြီးတော့အဆန်းသုံးကြည့်ခဲ့တယ်တလားနှစ်လားလောက်ထိသုံးပြီးတယ်မှာ result ကမသိတာဖြစ်ပို့ပြီးတော့ကိုယ်စပင်နေပို့ပြီးကျွတ်လာတယ်လို့ခံစားရတယ်အဲ့ဒီအချိန်မှာကျွန်တော်လည်းပြင်သွားတိုင်းစိတ်ညစ်တယ်ပေါ့ဗျာအဲ့လိုမျိုးပုံဖြီးပြီးနေရတဲ့ဟာလေးတော့စိတ်ကတိကောင်းတော့ဖြစ်ခဲ့တာပေါ့ခန်းစည်းတွေလိန်စည်းတွေသုံးပြီးနောက်မှာတော့တိတ်ပြီးတော့အဖမ်းဖြစ်ဘူးနောက်ပြီးတော့စိတ်လည်းတိတ်ပြီးတော့ထင်သားလောက်ရလာမရလာတဲ့အတွက်ကြောင့်စိတ်မပျော်ဘူးပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်လည်းသပင်ဆိုင်ဖို့အတွက်ကိုပို့ပြီးတော့အားတန်လာတယ်အဲ့နောက်မှာကျွန်တော် YouTube ကနေတစ်ဆင့်ဒီ hair transplant အကြောင်းတွေကိုလေ့လာကြည့်တယ်လေ့လာတဲ့အချိန်မှာပို့ပြီးတော့စိတ်ဝင်စားရတယ်ကျွန်တော်ဒီ local မှာရနိုင်တဲ့ဒီသပင် site ဆေးကန်းလေးတွေပေါ့လိုက်ပြီးတော့စုံစမ်းကြည့်တယ်အဲ့နောက်မှာကျွန်တော် Kinicha ဒီ hair regrow ဆေးကန်းပေါ့အဲ့ဆေးကန်းမှာကျွန်တော် page တဲကိုဝင်ကြည့်လိုက်တယ်အဲ့ page တဲမှာလည်းကိုကျင်တဲ့ပုံစံလေးတွေအဲ့ဒါလေးတွေတွေ့တာနဲ့ကျွန်တော်လည်းဒီ Kinicha မှာစပြီးတော့ဆက်သွယ်ပြီးတော့ဆွေးနွေးတိုင်ပင်လို့လုပ်ခဲ့တယ်ပေါ့